ငယ်ချင်းတို့ရဲ့အခုကတော့ချမောက်သီးရသည်ဖြစ်တဲ့အတွက်ချမောက်သီးလေးကြော်စားပါပဲအရင်ဆုံးဒီအညာလေးတွေဖယ်လိုက်တယ်ပေါ့နော်ဒီအညာလေးတွေပါလို့ရှိရင် तू ကအဖန်တက်ရှိတဲ့အတွက်လေအောက်စေသလိုကြော်ရင်လည်းချွတ်ချွဲကြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ကိုဒီအညာလေးတွေဖယ်လိုက်ပြီးတော့မှရေကိုပေါ့နော်နည်းနည်း2ထပ်3ထပ်လောက်ဆေးလိုက်ပါမယ်သေးလေးပါတတ်တဲ့အတွက်ပါပြီးရင်သူ့တော့ရုပ်စုံထဲမှာပေါ့နော်မညက်တညက်လေးထောင်ထားပါမယ်အဲ့ဒါဆိုကြော်ရင်ရေထည့်စရာမလိုတော့ဘူးပေါ့နော်ရေစုံနေနဲ့ကျတော့အဖြူလေးတွေအနီလေးတွေကိုစီသက်ပါမယ်ပြီးရင်တော့နည်းနည်းလေးနွမ်းလာရင်ငရုတ်သီးစိမ့်လေးထည့်ပြီးတော့မှစီသက်လိုက်ပါမယ်ပြီးရင်တော့ပစွန်စိတ်လေးတွေထည့်ပြီးတော့မှပစွန်စိတ်ချောင်းမှုန့်လေးတွေထည့်ပြီးတော့မှပေါ့နော်စီသက်လိုက်ပါတယ်ပြီးရင်တော့ထောင်ထားတဲ့ပေါ့နော်ချမောက်သီးလေးတွေကိုထည့်ပြီးတော့မှစီသက်လိုက်ပါမယ်ပြီးရင်အရသာအတွက်အချမုံနည်းနည်းထည့်မယ်စားနည်းနည်းထည့်မယ်ငပိလေးထည့်ပြီးတော့မှမီအေးလေးမှပေါ့နော်နည်းနည်းကြကြလေး15မိနစ်လောက်မှွေလိုက်ရင်တော့အရန်ဟိုမှာပေါ့နော်စားလို့ကောင်းတဲ့ချမောက်သီးကြော်လေးရပါပြီချမောက်သီးကြော်လေးကတော့ထမင်းနဲ့အရန်ဟိုမှာလိုက်ဖက်တယ်ပေါ့နော်သူ့နဲ့ပို့ပြီးတော့လိုက်ဖက်တာကတော့ပဲဟင်းပေါ့နော်ပဲဟင်းနဲ့ချမောက်သီးကြော်နေရတော့ခွဲမရဘူးပေါ့နော်သူတို့နှစ်ခုကတော့ဒါကတော့ငပဲကြော်လေးပါပြီးရင်ဒါကတော့ပဲပြမောင်ကြော်လေးပါအဲ့ဒါဆိုရင်တော့အရန်ဟိုမှာထမင်းနှစ်ပတ်ကောင်လောက်ကုန်မဲပေါ့နော်တစားပွဲလေးရသွားပါပြီတကယ်ချင်းတို့လည်းချမောက်သီးလေးပေါ်တော့ကြော်စားကြည့်ကြပါအရန်ကောင်းပါတယ်ကျေးဇူးပါ